ဘန်9 သန်းကျော်နဲ့3 တက်တိုက်လုံးချင်းအိမ်ကိုရမယ်location အရာလည်းအဆင်ပြေပြီး BTS Yellow Line ကိုအလတ်တကူသွားလာနိုင်ပါတယ်။စိုးဝနာမူမီ Airport ကိုလည်း15 မိနစ်ခန့်အတွင်းသွားလို့ရပါတယ်။ဘဂါဘန်နာ Saturn Banner တို့လို shopping mall ကြီးတွေနံပါတ်ကြီး International School တွေနဲ့ Hospital လည်းအနီးနားမှာရှိပါတယ်ရှင်။ဒီအိမ်လေးရဆိုလို့ရှိရင်တော့3 တက်လုံးချင်းအိမ်မျိုးစားလေးပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်အိမ်ခန်းက3 ခန်းရေချိုးခန်းအိမ်သားက4 ခန်းပါဝင်တာပဲဖြစ်ပါတယ်မာစတာဘတ်ရောမှာဆိုလို့ရှိရင်တော့ရေချိုးခန်းအိမ်သားကိုတီးတန့်လေးတွဲရထားပေးတာပဲဖြစ်ပါတယ်ရှင်အိမ်အနောက်ဘက်မှာဆိုရင်လည်းနေရာအပိုလေးပါဝင်ပြီး kitchen ကိုအထဲမှာမထားခြင်းရင်အပြင်မှာစိတ်ကြိုက်ပြင်ဆင်ပြီးထားလို့ရမှာပဲဖြစ်ပါတယ်။payment plan အနေနဲ့ကတော့ down payment ပေးချေပြီးုံနဲ့အတင်တက်နေလို့ရမှာပဲဖြစ်ပါတယ်။ကြံ payment ကိုတော့2 နှစ်အတိုးမဲ့အရေးကြာပေးချေလို့ရပါတယ်ရှင်။ဒါကတော့တကယ်ရရှိမဲ့အကျွေး unit ပဲဖြစ်ပါတယ်
အိမ်ကနေထွက်လိုက်တာနဲ့ဒီလိုမျိုးစိမ့်လန်းပြီးအပန်းပြေုံမကပဲညနေဘက်မိသားစုနဲ့ချိန်မဲ့ဆိုရင်လည်းအဆင်ပြေပါတယ်ရှင်ဈေးနှုန်းတန်ဖိုးထက်ပိုတဲ့လူနေဖို့ဘဝပုံစံကိုရရှိစေမှာဖြစ်လို့လူချင်းမင်းတို့အနေနဲ့အသေးစိတ်သိရှိလိုပါကဒါမှမဟုတ်လုံးချင်းအိမ်တွေကိုကိုယ်တိုင်လာရောက်ကြည့်ရှုလိုပါကကျမတို့ရဲ့ BKK Property Talent ကိုအခုပဲအများဆုံးဆက်သွယ်လိုက်တော့နော်